အခုတင်မြင်နေရတဲ့အထဲကအကြီးဆုံးကြောက်တုံးတစ်တုံးလေးတွေအလေးချိန်ကတန်20ကျော်ပါတယ်။အာဖရိကကဆင်အကြီးကြီး2ကောင်စာလောက်လေးတာပေါ့။အဲ့ဒီလိုအေယာမကြောက်တုံးပေါင်း2တန်းခွဲကျော်ကိုလွန်ခဲ့တဲ့နှစ်ပေါင်း4500ကလူတွေဟာဘယ်လိုစက္ကရိယာမှမပါပဲဘာလို့တိတိကျကျစီနိုင်ခဲ့တာလဲ။ဂီဇာပိရမစ်ကြီးရဲ့ပဟေရီဒါကတကယ်ပဲလူသားတွေရဲ့လက်ရလား။ဒါမှမဟုတ်ကမ္ဘာပြင်ပကဂျိုသားတွေနဲ့ဆက်နွယ်မှုရှိခဲ့တယ်ဆိုတဲ့ theory တွေကရောအမှန်ပဲလား။ စိတ်ဝင်စားဖွယ်ကိုကြီးပိုင် channel ကိုကြီးပိုင် Some Middle Eastern instruments Powerful cinematic ride မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ကိုကြီးပိုင် channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကမ္ဘာအံပယ်9ပါးထဲမှာတစ်ခုတည်းသောကျွမ်းကျင်ရစ်တဲ့သိပ္ပံပညာရှင်တွေနဲ့အင်ဂျင်နီယာတွေအတွက်အကြီးမားဆုံးခေါင်းခဲစရာဖြစ်နေတဲ့ဂီဇာပိရမစ်ကြီး Great Pyramid of Giza အကြောင်းကိုပြောပြသွားမှာပါဒါပေမဲ့ဒီနေ့မှာကျွန်တော်ပြောပြမှာကသမိုင်းစာအုပ်ထဲကအကြောင်းအရာတွေပဲမဟုတ်ပါဘူးကျွန်တော်တို့ရဲ့အသိဉာဏ်ကိုစိန်ခေါ်နေတဲ့ဘယ်လိုတိဆောက်ခဲ့သလဲဆိုတဲ့လျှို့ဝှက်ချက်အနက်ရှိုင်းဆုံးအပိုင်းကိုခေါ်ဆောင်သွားမှာပါဖာရိုဘီယင်ဖူကူနန်တက်တဲ့အချိန်ကစပြီးဒီအေယာမစီမံကိန်းကြီးကိုစတင်ခဲ့တာပါခင်ဗျားစဉ်းစားကြည့်ပါအဲ့ဒီခေတ်ကဘီးတောင်မပေါ်သေးဘူးတန်မဏိကိရိယာတွေမရှိဘူးအီဂျစ်လူမျိုးတွေတုံးခဲ့တာကဂျင်းနီကော်ပါနဲ့လုပ်ထားတဲ့လွှတွေစောက်တွေပဲရှိတာပါဂျင်းနီဆိုတာကခင်ဗျားတို့သိတဲ့အတိုင်းအရန်နှုပါတယ်အဲ့ဒီဂျင်းနီကိရိယာလေးတွေနဲ့တန်ပေါင်းများစွာလေးတဲ့ကြောက်နီ granite တုံးကြီးတွေကိုစက်ကူတရွက်တောင်ကြားညှက်လို့မရဘယ်လိုတိတိကျကျဖြတ်ခဲ့ကြတာလဲနောက်ပြီးဒီနေရာကိုကြည့်လိုက်ပါဦးသူတို့ဟာပိရမစ်ကြီးကိုကမ္ဘာမြေပုံရဲ့ဗဟိုတဲ့မှာတန်လိုက်အိမ်မြောင်မပါပဲမြောက်ဘက်အရက်ကို0.05 ဒီဂရီလောက်ပဲလွဲချော်အောင်တိတိကျကျတိဆောက်နိုင်ခဲ့တယ်ဒါဟာတိုက်ဆိုင်မှုလားဒါမှမဟုတ်ကျွန်တော်တို့မသိသေးတဲ့အစင်းမြင့်နည်းပညာတစ်ခုရှိခဲ့တာလားဒီဘေဒီတွေကိုတဆင်ချင်းစီကျွန်တော်တို့အတူတူရှာဖွေကြည့်ကြရအောင်ကဲအခုပြဿနာကိုအသေးစိတ်ကြည့်ကြရအောင်ပိရမစ်ကြီးရဲ့အလေးချိန်ကတန်ပေါင်း6တန်းရှိပါတယ်ဒီနေ့ခေတ်သစ်အင်ဂျင်နီယာနည်းပညာခရိန်းတွေကွန်ပျူတာတွေနဲ့တောင်ဒီလောက်တိကျတဲ့အဆောက်အဦမျိုးပြန်ဆောက်ဖို့ဆိုတာမလွယ်ပါဘူးကျောင်းသုံးစာအုပ်တွေထဲမှာတော့သူတို့ဟာသဲကန္နာရတဲကရွှန်လန်းကျောင်းတွေလုပ်ပြီးကြောက်တုံးတွေကိုဆွဲခဲ့ကြတယ်လို့ရိုးရိုးလေးပဲရေးထားပါတယ်ဒါပေမဲ့တကယ်လက်တွေ့မှာတော့ဒါကဖြစ်နိုင်မှာမလားတင်ချာနီးရတွက်ကြည့်ကြရအောင်ပိရမစ်မှာကြောက်တုံးပေါင်း2တန်းခွဲလောက်တုံးထားတာဖာရိုဘီယင်ဖူကူနန်တက်ကနှစ်ပေါင်း20ဝန်းကျင်ပဲရှိပါတယ်အဲ့ဒီအနှစ်20အတွင်းမှာဓာကြီးပြီးဖို့ဆိုရင်တနေ့ကို12နာရီအလုပ်လုပ်မယ်ဆိုရင်တော့ကြောက်တုံးတစ်တုံးကို2မိနစ်တစ်ချိန်နှုံးနဲ့မနာတမ်းစီနိုင်မှပြီးမှာပါတစ်တုံးကို2မိနစ်နော်ခမည်းယုံနိုင်မလားကြောက်ကျင်းကနေကြောက်ဖြတ်ရမယ်မြစ်ကိုဖြတ်ပြီးတဲရမယ်ပြီးရင်အမြင့်ပေ400ကျော်ဒီမှပြီးတင်အားချရမယ်ဒါဟာလူသားတွေရဲ့လုံနိုင်စွမ်းအားထက်ကျော်လွန်နေသလိုပါပဲနောက်ထပ်ထူးဆန်းတာကကြောက်အမျိုးအစားပါပိရမစ်ရဲ့အပြင်ဘက်ကိုထုံးကြောက် limestone နဲ့လုပ်ထားပေမဲ့အတွင်းဘက်ကဘီရင်ကြီးရဲ့အခန်းခင်းချိန်ပါကိုတော့ကြောက်နီ granite နဲ့လုပ်ထားတာပါအဲ့ဒီကြောက်နီတုံးကြီးတွေကတတုံးကိုတန်80ထိလေးပါတယ်အန်အိုးဖို့ကောင်းတာကအဲ့ဒီကြောက်တွေကပိရမစ်တီရှိရာဒီနေရာမှာမရှိပါဘူးကီလိုမီတာ8000ကျော်ဝေးတဲ့အဆွမ်ဆိုတဲ့နေရာကနိုင်မြစ်အတိုင်းလှေနဲ့တည်ဆောင်ခဲ့ရတာပါတန်80လေးတဲ့ကြောက်တုံးကြီးတွေကိုအဲ့ဒီခေတ်ကတစ်သားလှေတွေနဲ့ဘယ်လိုခံနိုင်ရရှိခဲ့တာလဲဒီနေရာမှာပဲဂျိုသားတီယိုရီတွေထွက်ပေါ်လာတာပါပိရမစ်ရဲ့အတွင်းပိုင်းလေဝင်ပေါက်လို့ယူဆရတဲ့အပေါက်ငယ်လေးတွေဟာကောင်းကင်ယံကအိုရိုင်ယွန်ကျဲစုတန်းနဲ့တဲတဲကြီးဖြစ်နေတာပါအီဂျစ်လူမျိုးတွေဟာနက္ခတ်ဗေဒကိုဒီလောက်ထိဘယ်လိုကျွမ်းကျင်ခဲ့တာလဲအချို့ကတော့ပိရမစ်ဟာအုတ်ဂူတစ်ခုတည်းမဟုတ်ပဲတစ်ကမ္ဘာလုံးကိုလျှက်စစ်ဓာတ်အားတွေပေးနိုင်တဲ့ power plant တစ်ခုဖြစ်ခဲ့တယ်လို့တောင်ဆိုခဲ့ကြပါတယ်ပိရမစ်ရဲ့အစာအုပ်တိဆောက်ပုံဟာစွမ်းအင်တွေကိုစုစည်းပေးနိုင်တဲ့ပုံစံမျိုးဖြစ်နေလို့ပါပဲဒါတင်မကဘူးပိရမစ်ကြီးရဲ့အတိုင်းအတာကိုလည်းတွက်ချက်ကြည့်ရင်ကမ္ဘာကြီးရဲ့အရွယ်အစားအလင်းရဲ့အလျင် speed of light နဲ့တောင်ဆက်နေတာကိုတွေ့ရပါတယ်ဒါတွေဟာတကယ်ပဲကန်တိုက်ဆိုင်မှုလားဒါမှမဟုတ်ရှေးခေတ်အီဂျစ်လူမျိုးတွေစီမှာကျွန်တော်တို့မသိသေးတဲ့အခုခေတ်ထက်တောင်တာလွန်တဲ့နည်းပညာတွေရှိခဲ့တာလားသိပ္ပံပညာရှင်နီကိုလာတက်စလာတောင်မှပိရမစ်တွေရဲ့စွမ်းအင်အပေါ်စိတ်ဝင်စားလေ့လာခဲ့မှုပါတယ်ဒီလောက်ခက်ခဲတဲ့စီမံကိန်းကြီးကိုဘယ်သူတွေကလုပ်ခဲ့တာလဲ
လူအများစုထင်ထားသလိုပီရမစ်ကိုကျွန်တွေနဲ့တည်ဆောက်ခဲ့တာမဟုတ်ပါဘူးဒါဟာသမိုင်းမှာအလွဲကြီးတစ်ခုပါမကြာသေးခင်ကတူးဖော်တွေ့ရှိချက်တွေအရအလုပ်သမားတွေဟာအခါကျင်းငွေရတဲ့ကျန်းကျင်ပညာရှင်တွေဖြစ်ကြပါတယ်သူတို့ဟာရွာလေးတွေတည်ပြီးနေထိုင်ကြတယ်သူတို့ကိုအသားဟင်းတွေဘီယာတွေနဲ့ကောင်းကောင်းကျွေးမွေးခဲ့တာပါသူတို့မှာကိုယ်ပိုင်အုပ်ကူတွေစေကူသားကွင်းတွေတောင်ရှိခဲ့ကြပါတယ်အဲ့ဒီခေတ်ကအီဂျစ်လူမျိုးတွေဟာတည်ဆုံးပြီးနောက်ဘဝကိုအယမ်းယုံကြည်ကြတယ်သူတို့အတွက်ဖာရိုဝီယန်ဆိုတာဖျားသခင်ရဲ့ကိုယ်စားလှယ်ပဲဒါကြောင့်ပီရမစ်ဆောက်တာဟာသူတို့အတွက်အာဓမခိုင်းစေခံရတာမဟုတ်ပဲဖျားသခင်အတွက်လှုပ်ဆောင်ပေးရတဲ့ကုသိုလ်ရေးအလုပ်တစ်ခုလိုဖြစ်နေခဲ့တာပါဒီလိုခိုင်မာတဲ့ယုံကြည်ချက်တွေကြောင့်သာဒီလောက်ခက်ခဲတဲ့နှစ်ပေါင်း20ကျော်ကြာတဲ့အလုပ်ကိုမနာတမ်းလုပ်နိုင်ခဲ့ကြတာဖြစ်ပါတယ်ဂီဇာပီရမစ်ကြီးဟာကျွန်တော်တို့ကိုသင်ခန်းစာတစ်ခုပေးနေပါတယ်အဲ့ဒါကတော့လူသားတွေရဲ့စိတ်သက်ခိုင်မာမှုပါပဲခင်မီစက်ကရိယာတွေမရှိပေမဲ့ကွန်ပျူတာတွေမရှိပေမဲ့သူတို့ဟာနှစ်ပေါင်းထောင်ချီတည်တတ်မဲ့အာကာသထဲကနေတောင်မြင်နိုင်တဲ့အရာတစ်ခုကိုဖန်တီးနိုင်ခဲ့ကြပါတယ်ဒါဟာကျွန်တော်တို့လူသားတွေရဲ့ဖန်တီးနိုင်စွမ်းဘယ်လောက်ကြီးမားလဲဆိုတာသက်သေပြနေတာပါကျွန်တော်တို့မသိသေးတဲ့နည်းပညာတွေရှိခဲ့သလားဒါမှမဟုတ်တကယ်ပဲကမ္ဘာပြင်ပကအကူအညီတွေရခဲ့သလားဆိုတာကတော့ဆက်လက်ညှင်းခုန်နေရအောင်မှာပါဒါပေမဲ့အမှန်တရားတစ်ခုကတော့မဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာတွေကိုဖြစ်အောင်လုပ်နိုင်တဲ့စွမ်းအားဟာကျွန်တော်တို့လူသားတွေစီမှာပဲရှိတာပါကဲခင်ဗျားတို့ကဘယ်လိုထင်လဲဒီပီရမစ်ကြီးကိုလူသားတွေပဲတည်ဆောက်ခဲ့တာလားဒါမှမဟုတ်ကျွန်တော်တို့မသိသေးတဲ့လျှို့ဝှက်ချက်တွေရှိနေအောင်မလားcommentမှာဝင်ရောက်ဆွေးနွေးခဲ့ကြပါအောင်အခုလိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေကိုဆက်လက်တင်ပြပေးသွားပါမယ်အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေခင်ဗျာ